Dạ vậy, như vậy rồi mẹ. Bố động như vậy. Lên liền. Ok, nói rồi đi. Ủa con lại đã. 81ကဟုတ်ပြီနော်81ကဘေးရန်နဲ့ဖြစ်ပြုစေကောင်းမှုတဲ့ခြားဘေးရန်ကိုတားဆီးရင်လှေဥပမာဟမ်80ပါနော်81ဟုတ်ပြီ81လွယ်ဖရမိခြားဘေးရန်ပြုလုပ်မှုသမောတိကားငယ်စဉ်ပြောကံရွယ်ရှိโอเคရပြီလေကိစ္စဟုတ်ကဲ့ပါတို့ဒါလေးတွေဥပတေဘာသာအနေဟာဥပဒေဘာသာဘာလို့အားရတော့ဟာဥပဒေဘာသာတော့လွယ်တာဥပဒေဘာသာပဲရှိဟုတ်ပြီအားလုံးမင်္ဂလာပါအဲ့မှာပုံလေးကတော့ဟိုပါပေါ့ဆရာ UTK ရဲ့စာအုပ်ထဲကကတ်တုံးပုံလေးပေါ့နော်ပကြီးဆရာဘယ်လိုလဲဆိုတော့မပါဘူးဆရာစာအုပ်ထဲမပါဘူးဆိုတာစာအုပ်ကအပြည့်ဖြစ်နေလို့credit ပေးထားပါတယ်အောက်မှာကတ်တုံးမူပိုင်ရှင်အားလေးစားစွာဖြင့် credit ပေးအပ်ပါသည်ဆရာတော်မနေ့က86 89 98ဒီ general expression ကြီးကိုဘာလို့ဆရာကဒီအစအဆုံးအင်္ဂလိပ်လိုကြီးတန်းပြီးမတင်လိုက်ဖ ೇನೆ မင်းတို့တနေ့3ပုတ်တနေ့3ပုတ်ကလေးလုံနေရတယ်လေလို့ထင်တယ်နော်တနေ့3ပုတ်တနေ့3ပုတ်ဘာကြောင့်လောက်ရတယ်လဲဆိုလို့ရှိရင်တော့ဒါကြီးကိုနေတိုင်းထိတွေ့နေအောင်လုပ်ပါနော်ဒီကင်းလို့ရမည့်အချက်များအကြောင်းကိုနေတိုင်းထိတွေ့နေအောင်လုပ်ပါကင်းလို့ရမည့်အချက်များအကြောင်းကတခါတည်းခေါင်းထဲကိုထည့်လိုက်လို့မရအောင်တခါတည်းခေါင်းထဲကိုထည့်လိုက်လို့ဝင်သွားရင်ဝင်သွားလိမ့်မယ်ပြီးရင်အတောင့်လိုက်ပြန်ထွက်သွားတာဒီ general expression ကနော်အဲအကြောင်းမလို့တခါတည်း delete ဆက်ကြီးတင်လိုက်မယ်ဆိုရင်မင်းတို့ကကွဲပြားမသိဘူးဒီအကြောင်းအရာနဲ့ဟိုအကြောင်းအရာရောတာလို့အဲ့လိုမျိုးဖြစ်မှာဆိုလို့3ပုတ်ချင်းအေးစီပဲဖြီးမရက်ကလိုသေးတယ်3ပုတ်နှစ်ခေါက်လောက်ပြန်လို့ရတယ်ဒီဥစ္စာနော်ဆရာတို့မနေ့ကပြီးသွားတာက86 89 88ပြီးသွားတယ်နော်86ဆိုတာဥပဒေအရာပြုလုပ်ရန်တာဝန်ရှိသူကဥပဒေကိုယူဆလွှဲခြင်းကြောင့်မဟုတ်ဘဲနဲ့အကြောင်းရှင်းအောင်ယူဆလွှဲခြင်းကြောင့်သူကပြုလုပ်တယ်သဘောရိုးနဲ့ပြုလုပ်တယ်နော်အဲ့လိုပြုလုပ်တဲ့ကိစ္စပေါ့နော်သူ့မှာဒီလိုမျိုးလောက်ပိုင်ခွင့်ရှိတယ်လို့ယုံကြည်ပြီးတော့သဘောရိုးနဲ့ပြုလုပ်တဲ့ကိစ္စဒီလိုပြုလုပ်တဲ့ကိစ္စဆိုရင်ပြစ်မှုမမြောက်ဘူးလို့ဒါပြောတာဖြစ်တယ်ဒါ86အနည်းဟာလေးပေါ့နော်89ဆိုတာကတရားစီရင်ဆောင်ရွက်ရ၌တရားသူကြီးရဆိုရင်ဥပဒေရမိမိရရှိတဲ့အာဏာကိုသို့မဟုတ်ဥပဒေရမိမိရရှိတယ်လို့သဘောရိုးနဲ့ယုံကြည်တဲ့အာဏာနော်အဲ့မှာဆိုရင်သဘောရိုးနဲ့ယုံကြည်တဲ့အာဏာကိုသူကသုံးဆွဲဆောင်ရွက်ပြီးတော့ပြုလုပ်တဲ့ကိစ္စအဲ့ဒါလည်းပြမှုမမြောက်ပါဘူးတဲ့အဲ့ဒါဆိုရင်ပြုလုပ်အယူမှားကိုတရားစီရင်ချက်မှာ break တက်မထားမနေ့ကဒီအပိုင်းလေးတွေကိုသင်တာဖြစ်ပါတယ်နော်ပြုလုပ်အယူမှာကိုတရားစီရင်ချက်မှာ
break တက်မထားစေအဲ့3ပုတ်ပေါ့မနေ့ကနော်မနေ့ကအဲ့3ပုတ်အဲ့မှာစီရင်ချက်မှာ break တက်မထားဘူးဆိုတာကစီရင်ပိုင်ခွင့်ဒီဟိုဟာပေါ့နော်ပြုလုပ်ပိုင်ခွင့်ဟာကို तू ကအဲ့ဒီအာဏာကိုသုံးပြီးတော့ဒါမှမဟုတ်အဲ့ဒီအာဏာကိုကြော်လွန်စွာသုံးဆွဲပြီးတော့ပြုလုပ်တဲ့ကိစ္စအဲ့လိုပြုလုပ်တဲ့ကိစ္စသည်ပြင်ဖို့မမြောက်ဘူးဆိုတော့ပြောထားတာပြုလုပ်အယူမှားဥပဒေရပြုလုပ်ရန်တာဝန်ရှိတဲ့သူကဥပဒေရပြုလုပ်ရန်တာဝန်ရှိတဲ့သူကနေပြီးတော့အယူဆလွဲလို့ပေါ့နော်ဥပဒေကိုမှားယွင်းခြင်းမဟုတ်ဘဲနဲ့အကြောင်းချင်းရတွေကိုအယူဆလွဲပြီးတော့ဆောင်ရွက်လိုက်တဲ့ကိစ္စအဲ့ဒါဒီပြင်မှုမမြောက်ပါဘူးဒါပေမဲ့ဘာတွေပါမှလဲ good pain တွေပါပါမယ်နော် good pain နော်သဘောယူတာပါပါမယ်နောက်တစ်ခုကတရားစီရင်ဆောင်ရွက်တဲ့ကိစ္စ Nadi is an open wisdom by judge ဟုတ်ပြီဒါမျိုးရပြီးသားလေးပဲဆရာ revision မပြန်တော့ပါဘူးနော်သဘောတရားလေးဒါပြန်ပြီးသွားပြီနော်သဘောတရားလေးဆရာပြန်ပြီးသွားပြီအဲ့တော့တို့ဒီနေ့ဟိုကလုံးမဲ့89နော်ဆရာဟိုကြပြလေးပေါ့နော် G ဖတ်ပုံနဲ့ကြပြလေးလေအဲ့ကြပြလေးနည်းနည်းဖတ်ပြီးပေါ့နော်ဆရာဆိုရင်ဒါအစင်တိုင်းမင်းတို့လို့တော့မကြက်ဘူးဒါပေမဲ့ကြပြလေးကပါစက်ထဲဆွဲနေတော့ကျတော့ရရောပြုလုပ်အယူမှာကိုတရားစီရင်ချက်မှာ break တက်မထားဒါဆိုရင်ပြုလုပ်အယူမှာပြုလုပ်ပိုင်ခွင့်ရှိတဲ့သူကအယူမှားတာဥပဒေမှားတာမဟုတ်ဘူးအယူစာမှားတာအကြောင်းချင်းအောင်အယူစာမှားတာကိုတရားသူကြီးရဲ့ဆောင်ရွက်မှုเนาะတရားစီဆောင်ရွက်မှုเนาะပြုလုပ်အယူမှားကိုတရားစီရင်ချက်မှာ break တက်မထားတာစီရင်ချက်တွေဒီ judgment တွေဒီ order တွေကဆိုလို့ရှိရင် break တက်မထားဘူးလေ break တက်မထားတော့လွတ်ကုန်ပြီเนาะအာကြော်ရလဲပါရင်ပါလာမှာเนาะအဲ့ဒီဟာလေးကိုဒါရည်ရွယ်ထားတာဖြစ်တယ်ပေါ့เนาะပြုလုပ်အယူမှာကိုတရားစီရင်ချက်မှာ break တက်မထားအဲ့ဒီပိုင်းပြီးတော့ပြီနောက်တစ်ခုကကျတော့ပြုပိုင်သူကဟလာပြုပိုင်သူကထက်ခါမှာပြုပိုင်သူကထက်ခါမှာ80အတိမှာကန်ဆိုးသွားเนาะဒီနေ့သွားမှာဒီပြုပိုင်သူကထက်ခါမှာ80အတိမှာကန်ဆိုးသွားဆိုတဲ့နှစ်ပုတ်ပေါ့เนาะဒါပေမဲ့တို့ကဟိုဘက်ထဲကနေပြီးတော့81ကထူးခြားဆိုအန်ဒီရဲ့တားမဲ့မောင်ကိုဆိုတဲ့အပိုင်းလေးဆရာတို့ဆက်သွားမယ်เนาะ81ကထူးခြားဆိုအန်ဒီရဲ့တားမဲ့မောင်ကိုဟုတ်ပြီအဲ့ဒီဆရာတို့ဆက်သွားမှာဖြစ်ပါတယ်အဲ့တော့ပြုပိုင်သူကစက္ခာမှာ80အတိမှာကန်ဆိုးသွားဟုတ်ပြီเนาะ80အတိမှာကန်ဆိုးသွားနောက်တစ်ချောင်းလေးပါထပ်ထည့်လိုက်မယ်81လေးပါဆရာတို့ထပ်ထည့်လိုက်မယ်เนาะ81လေးပါထပ်ထည့်လိုက်မယ်အန်ဒီရဲ့တားမဲ့မောင်ကိုအန်ဒီရဲ့တားမဲ့81ကထူးခြားဆိုအန်ဒီရဲ့တားမဲ့မောင်ကိုเนาะအဲ့ဒါလေးပါထပ်ထည့်လိုက်ဟုတ်ပြီအဲ့တော့ကြည့်ပါ89ဗမာလိုလေးတစ်ချက်ကလေးပြန်ကြည့်ကြည့်လိုက်မယ်เนาะဗမာလိုလေးအဲ့မှာဆိုရင်ဥပဒေရပြုပိုင်သူကဥပဒေကိုအယူဆလွဲခြင်းကြောင့်မဟုတ်ဘဲအကြောင်းချင်းရာကိုအယူဆလွဲခြင်းကြောင့်ဥပဒေရပြုပိုင်သည်ဟုသဘောရိုးနှင့်ယုံကြည်၍ပြုလုပ်လျင်ပြစ်မှုမမြောက်ဘူးတဲ့ဥပဒေရပြုပိုင်သူကဥပဒေကိုအယူဆမလွဲဘူးအကြောင်းချင်းရာကိုအယူဆလွဲပြီးတော့ဥပဒေရပြုပိုင်သည်ဟုသဘောရိုးနဲ့ယုံကြည်ပြီးလုပ်တာအဲ့တော့ဒီစာကြောင်းမှာဗာပဲပြောဥပဒေရပြုပိုင်နေဥပဒေရပြုပိုင်နေဆိုတဲ့ဟောဟာတာနှစ်ခါပါလိမ့်မယ်နော်နှစ်ခါပါလိမ့်မယ်ရှေ့အတွက်ဘာသာပြန်ရတာလဲနောက်အတွက်ဘာသာပြန်ရတာဆိုတာဒီဒါပါလိမ့်မယ်နော်ဥပဒေရပြုပိုင်သူကဥပဒေကိုယူဆလွဲခြင်းကြောင့်မဟုတ်ပဲအကြောင်းချင်းရာကိုယူဆလွဲခြင်းကြောင့်ဥပဒေရပြုပိုင်သည်ဟုသဘောရိုးနှင့်ယုံကြည်၍ပြုလုပ်လျင်ပြစ်မှုမမြောက်ဘူးတဲ့အဲ့မှာဥပမာဘာလေးလဲဆိုလို့ရှိရင်ပေါ့နော်ဆရာတို့ဥပမာမောင်မဲဆိုတဲ့လူကြီးရှိမယ်ပေါ့နော်မောင်မဲလုံနေတဲ့ကိစ္စကြီးကလူတက်မှုကြီးကျူးလို့နေတယ်လို့ပုံစံမျိုးကြီးအဲ့လိုအခြေအနေမျိုးကြီးလုံနေတာမောင်မဲလုံနေတဲ့အခြေအနေမျိုးကြီးကမောင်မဲပြုတ်လုံနေတဲ့အခြေအနေမျိုးကြီးကအဲ့တော့မောင်ဖြူကသွားပြီးပြင်းမြင်လိုက်တယ်ဟာဟိုကောင်တော့လူတက်မှုလုံနေတာပဲဒါလူတက်မှုကျူးလို့နေတာပဲဆိုပြီးတော့အဲ့မောင်ဖြူကနေမြင်လိုက်တယ်မြင်လိုက်တော့ तू သိထားတာလည်းပဲလူတက်မှုဆိုလို့ရှိရင်ဒါပြည်သူလူထုကလည်းဝိုင်းဖမ်းလို့ရတယ်ဖမ်းပြီးတော့ဒီကောင်စခန်းကိုတော့ပို့လို့ရတယ်ဒါတို့ရဲ့ဒါဥပဒေရပြည်သူကလူတက်မှုလိုဟာမျိုး तू အဲ့လိုကျူးလို့နေတဲ့လူဝိုင်းဖမ်းပြီးတခါလဲစခန်းကိုပို့လို့ရတယ်ပေါ့သူအဲ့လိုမျိုးလေး तू သိထားတာပေါ့နော်အဲ့လိုမျိုးလေးသိထားတယ်ဆိုတော့ तू ကအဲ့ဒီမောင်မဲကို तू ဝင်လုံးဖမ်းပြီးဖမ်းချုပ်ပြီးတော့ तू ကရဲစခန်းကိုတော့ပို့လိုက်တယ်ပြီးတော့မှမောင်မဲလုံနေတဲ့ဟာကလူတက်မှုကျူးလွန်မှုလုပ်နေတာမဟုတ်ဘူးသူရဲ့
လုံနေတဲ့ပုံစံလူတက်မှုကျူးလွန်နေဆိုတဲ့လူတက်မှုကျူးလွန်တော့မယ်ဆိုတဲ့ပုံစံမျိုးကြီးနဲ့သွားတူနေတာပေါ့နော်အဲ့လိုသူ့ရဲ့အခြေအနေကြီးအဲ့လိုမျိုးကြီးသွားတူနေတာပေါ့တကယ်တမ်းမဟုတ်ဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အောင်ရှိတဲ့ကိစ္စကြီးပေါ့အဲ့စခန်းလည်းရောက်တော့ဘာမှလည်းမဟုတ်တော့မင်းကဒီလူတယောက်ကိုမင်းကဖမ်းတာမင်းကငါ့ကိုမင်းကလူတယောက်ကိုချုံနှောင်ဖမ်းဆီးပြီးမင်းကငါ့ကိုရဲစခန်းပို့တာဆိုပြီးတော့သူ့ကိုဒါပြစ်မှုကြောင်းအရာအေးအေးယူမယ်ထားလိုက်ပါတော့မောင်ဖြူကိုမောင်မဲကအေးအေးယူမယ်ထားလိုက်ပါတော့ဒါဆိုရင်မရပါဘူးတဲ့ဘာလို့လဲသူကဥပဒေရပြုပိုင်သူကသူ့ကိုယ်သူတော့အဲ့ချိန်မှာသူကဥပဒေရပြုပိုင်သူဥပဒေရပြုလို့ပိုင်ခွင့်ရှိတယ်လို့တော့သဘောယုံနဲ့ယုံကြည်တာဘာလို့လဲလူတန်းမှုကျူးလွန်တော့မဲ့ကိစ္စမှာတော့ပြည်သူလူထုကဝိုင်းဖမ်းဆီးလို့တာဝန်ရှိတယ်တာမန်ပြည်သူတယောက်နေလည်းဖမ်းဆီးလို့ရတယ်လူတယောက်ကိုချုံနှောင်ဖမ်းဆီးလို့ရတယ်ဆိုတော့သူရဲ့အသိပေါ့နော်ဥပဒေကသူ့မှာပြုလုပ်ခွင့်ရှိတယ်ဆိုတဲ့အသိဒါလည်းပဲဗာလဲလူတန်းမှုမကျူးလွန်အောင်လို့ဒါလူတန်းမှုကျူးလွန်နေတဲ့ဆိုရင်လည်းပဲအဲ့ကျူးလွန်မှုကြီးကိုရပ်တန့်အောင်လို့ဆိုတဲ့သူအဲ့သဘောယုံနဲ့သူကလုပ်တဲ့ကိစ္စပေါ့အဲ့လိုမျိုးပြုလုပ်တဲ့ကိစ္စမှာပြစ်မှုကျူးလွန်တပိကဲ့သို့ဖြစ်သွားတယ်ဥပဒေကိုယူဆလွဲတာမဟုတ်ဘူးဥပဒေကတော့မှန်တယ်အဲ့လိုမျိုးဆိုရင်ဖမ်းလို့ရတာမှန်တယ်ပြည်သူလူထုကဝိုင်းဝန်းဖမ်းဆီးလို့ရတာမှန်တယ်အဲကြောင့်လို့ဥပဒေကိုယူဆမှားတာတော့မဟုတ်ဘူးဒါပေမဲ့အကြောင်းချင်းရာပေါ်မှာအယူဆမှားပြီးတော့လုပ်လိုက်တဲ့ကိစ္စเนาะအဲ့လူတက်မှုကိုဖမ်းဆီးတဲ့ကိစ္စအဲ့ဒီဟာကြီးပြည်သူလူထုဖြစ်ပြီးတော့ဖမ်းဆီးတဲ့ကိစ္စအဲ့ဒါဒီပြစ်မှုမမြောက်ပါဘူးတဲ့အဲ့ဒီအကြောင်းကိုပြောထားတာဖြစ်ပါတယ်ရာသက်ကြီးပုံမှ89ကเนาะပြုပိုင်သူကထက်ခါမှားဆိုတာအဲ့ဒါလေးကိုပြောတာဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်လိုလေးကြည့်လိုက်မယ်เนาะတူပါပဲဒီတစ်ခါတော့ Nathy is an orphan ပဲ Nathy is an orphan ဒါဒီနေ့အသစ်ဝင်လာတဲ့လူတွေလည်းရှိပါတယ်เนาะအသစ်ဝင်လာတဲ့လူတွေကကျတော့ဆရာတို့တနည်းကဆရာပြောထားတဲ့ဟာလေးကိုကြားမှာမဟုတ်ဘူးเนาะဆရာအင်္ဂလိပ်စာအတန်မကောင်းလို့လုံးဝပြောထားပါတယ်အင်္ဂလိပ်စာအတန်တော်လည်းမကောင်းအင်္ဂလိပ်စာတော်လည်းမတော်သိလည်းမသိဘူး dictionary ကြည့်ပြီးတာမင်းတို့သင်နေတာเนาะအင်္ဂလိပ်စာနဲ့ပတ်သက်လာရင်เนาะအင်္ဂလိပ်လိုနဲ့ပတ်သက်လာရင်သို့တော့သင်ကြည့်တဲ့အခါမှာဒီထဲကလူတော်အများစုကဆရာတင်မှာဘလို့တန်ပဲဖြစ်ငပိတန်ပဲဖြစ်တင်မှာဆိုလို့တင်တာဖြစ်ပါတယ်เนาะဒါနောက်မှဝင်လာတဲ့လူတွေဒီထဲမှာကျွန်တော်တွေ့နေရလို့เนาะအဲကြောင့်ပြောတာဖြစ်ပါတယ်เนาะအဲ့တော့တက်လို့တင်တာလည်းမဟုတ်ပါဘူးเนาะငတ်လို့လည်းမဟုတ်ပါဘူးတက်ကိုဝါသနာပါလို့တင်တာပါကျွန်တော်လည်းဒါကြီးဒီအတန်ကြီးတွေမထွက်ချင်လို့ကိုကြိုတင်ပြီးတော့ဒီ group မှာကြိုတင်ပြီးတော့ဒါအကုန်လုံးရဲ့ဆန္ဒမဲခံယူပြီးတော့မှဒါတင်တာဖြစ်ပါတယ်เนาะကျွန်တော်ဒီမှာဆန္ဒခံယူပွဲကျင်းပပြီးတော့မှတင်ယူတာဖြစ်ပါတယ်ဒါလေးကြိုပြောချင်တာပါเนาะဟုတ်ပြီ Nathy is an orphan ပြစ်မှုမမြောက်ဘူးပြစ်မှုမဟုတ်ဘူးပေါ့เนาะပြစ်မှုမဟုတ်ဘူးပေါ့เนาะ was it done ဒီပြုလုပ်မှုကြီးကဘာa person လူတယောက်ရဲ့ပြုလုပ်မှု who is ဆိုတဲ့လူတို့ခါတိုင်းပုံစံမျိုးလိုပဲရှေ့အပေါ်တော့မှလည်းအဲ့လိုပဲ who is ဆိုပြီးရက်ထားပြီးနောက်ကိုလှမ်းချိတ်တာဒီမှာကျတော့သူကနောက်ကိုလှမ်းမချိတ်ဘူးတခါတည်းတန်းရက်သူကဖော်ပြပေးထားတာပေါ့เนาะ Nathy is an orphan ပြစ်မှုမမြောက်ဘူး was it done ပြုလုပ်မှုကြီးကဘယ်သူရဲ့ပြုလုပ်မှုလဲဘာa person လူတယောက်ရဲ့ပြုလုပ်မှု who is ဆိုတဲ့အဲ့ဒီလူကဘာတွေလုပ်တော့မှာလဲဆိုရင် justified by law ဥပဒေအရပြုလုပ်တော့မယ်တဲ့အဲ့ဒီလူကဥပဒေအရပြုလုပ်ပိုင်ခွင့်ရှိတဲ့သူပေါ့နော် who is ဆိုတာအဲ့ဒီလူကြီးကိုပြန်ညွှန်းတာ who is तू ကဘယ်လိုလူမျိုးကြီးလဲပေါ့နော် who is justified by law ဥပဒေအရပြုလုပ်ပိုင်တဲ့သူဥပဒေအရပြုပိုင်သူပေါ့ဥပဒေအရပြုပိုင်သူကြီးကဥပဒေအရပြုပိုင်သူအဲ့ဒီလူကပြုလုပ်လိုက်တဲ့ကိစ္စဟာဆိုရင် Nathy is an orphan ပြစ်မှုမမြောက်ဘူးသူမလာသေးဘူးသူကဇလန်အင်္ဂလိပ်စာကြောင့်သူဝတ်ထားပြီးတော့မှရေးတဲ့ပုံစံနေနော်Nathy is an orphan ပြစ်မှုမမြောက်ဘူးတခါလေးလိုက်ကြည့်လိုက်နော်ဆရာနဲ့ Nathy is an orphan ပြစ်မှုမမြောက်ဘူး was is done ပြုလုပ်မှုကဒီပြုလုပ်မှုကဘယ်လိုပြုလုပ်မှုကြီးလဲဘယ်သူရဲ့ပြုလုပ်မှုလဲဘာရဲ့ပါဆန်လူတယောက်ရဲ့ပြုလုပ်မှုကြီးဘယ်လိုလူလဲအဲ့ဒီလူကမိကုန်းလေးပြန်ကောက်မှာနော်ဆိုတော့ Nathy is an orphan ပြစ်မှုမမြောက်ဘူးဘာကြီးရဲ့ပြုတ်မမြောက်တာလဲဆိုလို့ရှင် was it done သူ့ရဲ့ပြုလုပ်was it done ဆိုပြုလုပ်မှုကြီးကပြုတ်မမြောက်တာဘယ်လိုပြုလုပ်မှုလဲဘာရဲ့ပါဆန်လူတယောက်ရဲ့ပြုလုပ်မှုဘယ်လိုလူလဲ who is justified by law သူကဥပဒေအရပြုပိုင်ခွင့်ရှိတဲ့သူပေါ့ဥပဒေအရပြုပိုင်သူကြီးရဲ့ပြုလုပ်မှုကြီးကပြစ်မှုမမြောက်ပါဘူးဒါနဲ့နေမပြီးသေးဘူးနောက်ကဆက်ထားမယ်နော်ဒါမှ ဆိုပြီးသူကအကြောင်းရှင်းရတယ်သူဆက်တော့မယ် who by reason or a mistake of fact whose by reason or a mistake of fact သူအကြောင်းချင်းရာတွေကို mistake မှားယွင်းတယ်အကြောင်းချင်းရာမှားယွင်းတာဖြစ်တယ်တဲ့
and not by reason of a mistake or law ဥပဒေကိုမှားယွင်းတာမဟုတ်ပါဘူးတဲ့ဒီခုကပြုလုပ်မှုကြီးကပြုလုပ်မှုတစ်ခုပြုလုပ်လိုက်တယ်အဲ့ဒီပြုလုပ်မှုကပြုံးမမြောက်ဘူးဘာလို့မမြောက်တာဘသူရဲ့ပြုလုပ်မှုလဲလူတယောက်ရဲ့ပြုလုပ်မှုဘလို့လူလဲဥပဒေရပြုပိုင်ခွင့်ရှိတဲ့သူဟုတ်ပြီအဲ့ဒီသူကဘာတွေပြုလုပ်လို့လဲ mistake အမှားတွေလုပ်တယ် or fact အကြောင်းချင်းရအမှားတွေလုပ်တယ်ပြီးကြတော့သူက not by reason of a mistake or law ဥပဒေမှားယွင်းတာတော့မဟုတ်ပါဘူးတဲ့အကြောင်းချင်းရမှားယွင်းပြီးတော့ပြုလုပ်တာဖြစ်ပါတယ်အဲ့လိုမျိုးပြုလုပ်မှုမှာတောင်မှတော့ဘာပါသေးတယ်လဲဆိုလို့ရှိရင်တဲ့ in good faith ဆိုတဲ့ဘောယုံဆရာပြောပြီးသားပါဒီထဲမှာ good faith ဆိုတဲ့စကားအရင် queue site ပါမိကုန်းပါလေပဲเนาะ good faith ကို queue site ပါ good faith ကဆရာတို့မိကုန်းကောင်တာဖန်တတ်ပါတယ်เนาะ good faith ကเนาะမိကုန်းကောင်တာဖန်တတ်ပါတယ်အဲ့တော့ in good faith เนาะသူဒီလိုမျိုးပြုလို့သူ့ရဲ့လူတယောက်ကပြုလုပ်တယ်အဲ့ဒီပြုလုပ်မှုကြီးကပြုံးမမြောက်ဘူးဘလို့လို့လဲဥပဒေရပြုပိုင်ခွင့်ရှိတဲ့သူဘာတွေလုပ်တာလဲအကြောင်းချင်းရအမှားတွေလုပ်တယ်ဒါပေမဲ့ဥပဒေတော့မမှားဘူးအဲ့လိုအကြောင်းချင်းရအမှားပဲလုပ်ပြီးတော့ဥပဒေရမမှားတာတောင်မှသူကဘာတွေပါသေးတယ်လဲဆိုလို့ရှိရင် in good faith ဆိုတဲ့သဘောရိုးတာတွေပါပါတယ်ဘီလိယုံကြည်ပါတယ် himself to be justified by law သူ့မှာဥပဒေအရပြုလုပ်ပိုင်ခွင့်ရှိတယ်လို့သူကယုံကြည်ပြီးတော့ in duty is ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာဒီပြုလုပ်မှုကြီးတစ်ခုလုံးမှာဒါကြီးကိုပြုလုပ်တဲ့အချိန်မှာဒါကိုပြုလုပ်ဆောင်ရတဲ့အခါမှာဆိုရင်သူကဒီသူ့မှာသဘောရိုးနဲ့သူကယုံကြည်ပြီးတော့ဥပဒေရတော့ပြုပိုင်ခွင့်ရှိတယ်လို့သဘောရိုးနဲ့ယုံကြည်ပြီးတော့အကြောင်းချင်းရာမှားတာတွေကိုအကြောင်းချင်းရမှားတာတွေကိုသူကနေပြီးတော့ဒီခုအကြောင်းချင်းရမှားတဲ့အပေါ်မှာသူကမှားတဲ့အပေါ်မှာတောင်မှသူကဒီ good faith နေပါပြီးတော့ယုံကြည်ပြီးတော့သူကဒီဥပဒေရသူကပြုလုပ်ပိုင်ခွင့်ရှိတယ်လို့ယုံကြည်ပြီးတော့သူကဒါဆောင်ရွက်တာဖြစ်တဲ့အတွက်ဒါဒီပြစ်မှုမမြောက်ဘူးဟုတ်ပြီနော်အဲဆိုအဲ့ဘိုင်းလေးပု္ပ္ပစာအနေနဲ့မေးတတ်ပါတယ်မေးလို့ရှိရင်ဒီဘိုင်းလေးကကျွန်တော်ဆရာတို့ဒီဖြေလို့ဒီလောက်ဆိုရင်ဖြေလိုက်ပဲထင်တယ်နော်နောက်တစ်ခုစမယ်ပေါ့နော်နောက်တစ်ခုက80အတိမှာကန်ဆိုးသွားဒါကြပြအတိုင်းဆိုရင်တော့80အတိမှာကန်ဆိုးသွားဘလို့ဒီကန်ဆိုးတာလဲဆိုတော့အဲ့မှာခုဒီ live မှာတင်ထားတဲ့ပုံလေးအတိုင်းပဲနော်ပစိန်ကျွတ်သွားတယ်ဟာပစိန်ကျွတ်သွားပြီဆိုပြီးတော့ဒီမှာမှန်သွားရပါနော်အဲ့မှာဘေးကရှင်းနေရထိုင်ပြောနေနော်မပူပါနဲ့တဲ့ပြင်းမှုမမြောက်ပါဘူးဆိုပြီးတော့သူကနေပြီးတော့ဒီပြုံးမမြောက်ပါဘူးဆိုပြီးတော့သူကပြောထားတယ်ဗောနော်အပုံလေးလိုပဲဆိုလို့ချင်တာတော့အဲ့မှာဥပဒေနဲ့ညီပြုလုပ်မှုကိုတဲ့ဥပဒေနဲ့ညီတော်နီးလက်အတိုင်းဥပဒေနဲ့ညီတော်အပြုမှုဖြင့်တတိကောင်းစွာထားရပြုလုပ်ရတွင်မတော်တဆသို့မဟုတ်ကံဆိုးရပြုသည်လည်းဖြစ်၍ပြုလုပ်မှုသည်ပြင်းမှုမမြောက်ဘူးတဲ့ပစိန်မဟုတ်ဘဲနဲ့ကွာပစိန်မှာဒီတိုင်းကြီးပစိန်ပေါက်နေပါတယ်လို့အကြောင်းပြတဲ့အတိုင်းပစိန်က negative ဖြစ်နေပြီကွာဘာမှသူကတတိကောင်းစွာလည်းမထားဘူးကွာသူရဲ့အပြုမှုကဥပဒေနဲ့လည်းမညီနိုင်တဲ့အပြုမှုမျိုးလုပ်တယ်ဆိုရင်တော့ဒါပြစ်မှုမြောက်မှာပဲ general exception ထဲမှာမဝင်ဘူး။ဘာကြောင့်လဲဆိုရင် general exception ထဲကိုဝင်ဖို့ရအတွက်ဒီဟာနဲ့ထုချေမယ်ဆိုလို့ရှိရင်တက်သေးပြရတာဒီတရားလိုကပြရတာမဟုတ်ပါဘူးတရားခံကပြရတာဖြစ်ပါတယ်။ဒါကြောင့်သူတက်သေးပြနိုင်အောင်ပြပါသူ့အနေနဲ့ဒီလိုမျိုးဥပဒေနဲ့အညီเนาะဒီခုတတိကောင်းစွာထားပြီးပြုလုပ်တာဟုတ်မဟုတ်ဆိုတဲ့အကြောင်းကိုသူကဒါပြရမှာဖြစ်တယ်ဗောနော်။ဒီဟာနဲ့ပတ်သက်ပြီးသူကတက်သေးပြရမှာဖြစ်တယ်။အဲ့လိုတက်သေးမပြနိုင်ဘူးဆိုရင်ဒါ general exception ထဲမှာအကျုံးဝင်လို့ဒါတက်ရောက်မှာမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်ဒီထက်အချက်လက်တွေကတကယ်တမ်းပြခြင်းတော့အပြင်မှာတော့အရင်ခတ်ပါတယ်နော်အဲ့တော့ဥပဒေနဲ့အညီပြုလုပ်မှုကိုဥပဒေနဲ့ညီတော်နီလန်အတိုင်းဥပဒေနဲ့ညီတဲ့အပြုမှုရဲ့တတိကောင်းစွာထားပြီးပြုလုပ်ပေမဲ့လည်းပဲမတော်တဆဒါမှမဟုတ်ကံဆိုးရပြုသည်လည်းဖြစ်၍ပြုလုပ်မှုဟာဆိုရင်ပြစ်မှုမမြောက်ပါဘူးတဲ့အဲ့ဒါကိုပြောထားတာဖြစ်ပါတယ်ပစိန်ပေါက်တဲ့ကိစ္စကိုပြောတာဖြစ်ပါတယ်နော်အဲ့မှာဆိုရင် Nathy is an open wisdom ဒီပြုလုပ်မှုကြီးကပြစ်မှုမမြောက်ပါဘူးတဲ့ by သူကဒီ accident ပေါ့နော်မတော်တဆဒါမှမဟုတ်ဘာလဲဆိုတော့ဘာလဲကန်ဆိုးခြင်းဟုတ်တယ်ကန်ဆိုးခြင်းပေါ့နော်ကန်ဆိုးရပြုလုပ်တဲ့ကိစ္စပေါ့နော်မတော်တဆပြုလုပ်တဲ့ကိစ္စဒါမှမဟုတ်ကန်ဆိုးပြီးတော့
ပြုလုပ်တဲ့ကိစ္စကြီးကပြုလုပ်တဲ့ကိစ္စကြီးဖြစ်နေတယ်တဲ့ what the ဆိုတာအငြင်း any criminal intention ဆိုတော့ပြစ်မှုကျူးလွန်ရန်အကြံမရှိဘူးသူမှာနော် criminal intention ဆိုတဲ့ပြစ်မှုကျူးလွန်ရန်အကြံမရှိပါဘူးတဲ့ or ဒါမှမဟုတ်တဲ့ဟိုသူကဒီ knowledge ဆိုတာကဒီသူ့အနေနဲ့ပြစ်မှုကျူးလွန်ရန်အကြံလည်းမရှိဘူးဒီလိုမျိုးဟာမှာလောက်တဲ့အခါမှာလည်းသူကဒီပြစ်မှုကျူးလွန်ဖို့ရပါတော့အဲ့လိုအသိဉာဏ်ပေါ့ပြစ်မှုကျူးလွန်မယ်မြန်လည်းမသိဘူးပေါ့နော်ဒါကြီးကိုပြုလို့ဒီလိုကြီးချက်သွားမယ်မြန်လည်း तू မသိဘူးပေါ့ဒီလိုအန်ရဖြစ်လိမ့်မယ်လို့လည်း तू မသိဘူးပေါ့နော် knowledge ကမင်းတို့အင်္ဂလိပ်စာမှာဘယ်လိုပဲဘာသာပြင်မြန်တို့ဒီမှာတော့ तू ကဟိုပေါ့ तू သိတာနဲ့ရှေ့ကဟိုဝက်တောင်းနဲ့ပေါင်းလိုက်တော့တို့ကဒီမှာတော့ तू ကပြစ်မှုကျူးလွန်ရန် intention မရှိဘူးနောက်တစ်ခုကဒီလိုမျိုးလှုပ်လိုက်လို့ရှိရင်ဟိုကောင်သွားမှန်ပြီးဟိုကောင်တည်မယ်ဆိုတော့အဲ့လိုမျိုး तू ကရည်စူးတဲ့အသိဉာဏ်မျိုးတွေမရှိဘူးဆိုတာကိုပြောတာအင်္ဂလိပ်စာမှာဘယ်လိုပဲဘာသာပြန်ပေါ့နော်အဲ့လိုမျိုးမရှိပါဘူးတဲ့သူပြလို့ရှိရင် and the during of a lawful manner ဒီလိုမျိုးပြုလုပ်တဲ့အချိန်မှာဆိုလို့ရှိရင် lawful manner ဆိုတဲ့ဥပဒေရအပြုမှုတွေရှိမယ်ပေါ့နော်by lawful mean အဲ့အပြုမှုတွေတောင်မှပြန်ပြီးပြောထားပါတယ်သူကဘယ်လိုလဲဆိုလို့ရှိရင် with its proper care and caution သူကသတိထားပြီးပြုလုပ်တာဂရုတစိုက်ပြုလုပ်တာအဲ့လိုမျိုးပြုလုပ်တဲ့အခါမှာအဲ့လိုမျိုးပြုလုပ်ခြင်းလည်းဖြစ်တယ်ပြီးရင် lawful manner ဆိုတဲ့ဥပဒေနဲ့အညီပြုမှုဆောင်ရွက်ခြင်းလည်းဖြစ်တယ်အဲ့လိုမျိုးပြုလုပ်တဲ့ကိစ္စဟာဆိုလို့ရှိရင်တဲ့ပြစ်မှုကျူးလွန်ရင် intention လည်းမရှိပါဘူးတဲ့ဒီလိုမျိုးဖြစ်ရင်ဒီလိုမျိုးကြီးဟိုအောင်တည်သွားမယ်လို့လဲအဲ့လိုမျိုးတိတိနဲ့လောက်တာလည်းမဟုတ်ဘူးတဲ့အဲ့ဒါဆိုလို့ရှိရင်တော့ဒီလိုမတော်တဆဒါမှမဟုတ်ကန်ဆိုးခြင်းကြောင့်နော် mad for you ဟုတ်လား mad for you ကန်ဆိုးခြင်းကြောင့်ဒါဖြစ်တဲ့ကိစ္စမှာဆိုရင်ဒါ nothing is an orphan ပြစ်မှုမမြောက်ပါဘူးတဲ့ကင်းလို့ရမည်အချက်များထဲမှာပါပါတယ်ပုံမှန်80အထိမှာကန်ဆိုးသွားဒီကိစ္စလေးလည်းပဲတစ်နှစ်ပဲမေးဦးပါတယ်2003လောက်ကမေးဦးပါတယ်เนาะဒီဥစ္စာလေးကနောက်တစ်ခုက81ကကြတော့သူက81ကအန်ဒီရတားတဲ့ဟာပေါ့နော်အဲ့ဒါဆိုလို့ကျွန်တော်ဒီလိုညစ်တစည်းညစ်ထဲမှာဒီခုလှေ3စီးเนาะကာကြီးခါခွေးကားငယ်ဆိုလှေ3စီးပေါ့เนาะအဲ့မှာတွေ့ကြတယ်ပေါ့เนาะဟိုဘက်ကခါခွေးနဲ့ကားငယ်ဆိုတဲ့လှေ2စီးလာတယ်ပေါ့အဲ့ချိန်မှာဒီဘက်ကကာကြီးလှေ1စီးလည်းမောင်းလာတယ်ပေါ့เนาะကာကြီးလှေမှာဒါဆရာမောင်းလာတယ်ပဲထားလိုက်ပါတော့ကာကြီးလှေကိုမောင်းလာတယ်တစ်ဖက်ကခါခွေးလှေမှာကလူတွေအများကြီးပါတယ်တစ်ဖက်ကကားငယ်လှေမှာလူ2ယောက်ပါတယ်ပေါ့เนาะကားငယ်လှေမှာလူ2ယောက်ပါတယ်အဲ့လိုမျိုးလူ2ယောက်ပါနေတဲ့လှေမှာလမ်းကြောင်းဒီခုဆရာမောင်းလာတဲ့လှေကလမ်းကြောင်းပြောင်းမှရတော့မယ်မပြောင်းရင်ဆရာတို့ကဒီမှာတိုက်တဲ့ကိစ္စရက်တွေဖြစ်တော့မယ်ပေါ့နော်ညစ်ကျင်းထဲမှာပဲသွားတွေ့ကြတယ်ပဲထားပါတော့အဲ့လိုအချိန်မှာဟိုဘက်ကခါခွေးဘက်ကလူတွေအများကြီးပဲကားငယ်ဘက်ကလူ2ယောက်ထဲပဲပါတယ်အဲ့တော့ဒီဘက်လူ2ယောက်ထဲပါတဲ့ကားငယ်ဘက်ကိုချိုးလိုက်တယ်ဆိုလို့ရှိရင်ကားငယ်ပေါ်မှာပါတဲ့လူ2ယောက်အန်ဒီရကြမှာတော့သိတယ်သို့တော့ဟိုဘက်မှာခါဝေးပေါ်မှာပါတဲ့လူတွေအများကြီးရဲ့အန်ဒီရကြောက်ရောက်ခြင်းကိုတားမြစ်ဖို့ရအတွက်ဟိုလူ2ယောက်အန်ဒီရကြမှာကိုသိတော်လဲပဲသူ့အနေနဲ့ပြုလုပ်လိုက်ရတဲ့ကိစ္စပေါ့နော်ဒီတစ်ဖက်ကဘေးအန်ဒီရကိုတားဆီးဖို့ရအတွက်ဒါတစ်ဖက်အန်ဒီရကြောက်ရောက်မယ်လို့လည်းသိပေမဲ့လည်းပဲဒါကိုတစ်ဖက်ကဟာကိုတားဆီးရန်လွှဲဖယ်ရန်ဆိုပြီးတော့ဒါသဘောရိုးနဲ့ပြုလုပ်လိုက်တဲ့ကိစ္စပေါ့နော်အဲ့လိုပြုလုပ်လိုက်တဲ့ကိစ္စဆိုရင်ပြစ်မှုမမြောက်ပါဘူးတဲ့နော်အဲ့ဒါလေးကိုပြောထားတာဖြစ်ပါတယ်နော်အန်ဒီရက81ကထူးခြားဆိုအန်ဒီရတားမဲ့မောင်ကိုခေါ်တယ်နော်အဲ့တားဆီးတဲ့ကိစ္စအန်ဒီရကိုတားဆီးတဲ့ကိစ္စလေးအဲ့ဒါလေးကိုပြောတာဖြစ်ပါတယ်နော်အဲ့တော့ nothing is an orphan ပြစ်မှုမမြောက်ပါဘူးပြစ်မှုမမြောက်ဘူးပေါ့ဒါကြီးပဲဒီဥစ္စာကတော့နော် by reason of it being done with the knowledge that အဲ့ဒါတော့တဲ့ it is likely to got ham ဆိုလို့နေတာသူဒီဟာလေးတော့နည်းနည်းလေးဘာသာပြန်တာသူကဟိုဟာဖြစ်တယ်နည်းနည်းရှုပ်တယ်သူကသူကနောက်ပိုင်းကိုဖြတ်ချလိုက်ရင်ဟုတ်တယ် prepare ဟုတ်ပြီတို့80အထိပဲကြက်ထားရတော့အဲ့ဒါ81ကဆရာနည်းနည်း81ကိုဖြတ်လိုက်တော့မယ်81ကအကုန်မကြက်တော့81ကဆရာတို့ဟိုဟာတော့မှဆိုရင်တကြောင်ပဲကြက်ရတယ်နော်81ကိုဖြတ်ချပေးဦးမယ်81ကဒီနောက်ပိုင်းမထည့်တော့ဖြေလဲတော့ရှေ့ပိုင်းလေးနေဖြေလို့ရတယ်
အဲ့ဒါဆရာကိုအဟောင်းစာအုပ်ကိုပြန်ပြီးတော့ကြည့်မှဖြတ်ထားတဲ့အရင်ဟာကိုပြန်ပြီးလို့ရအောင်ဟုတ်ပြီအဲ့ဆိုရင်ဒီနေ့တော့အဲ့ဒါဆိုရင်89နဲ့80နဲ့အဲ့နှစ်ပုတ်ပဲကြက်ထားလိုက်တော့เนาะအဲ့နှစ်ပုတ်ကြက်ပြီးတော့အဲ့နှစ်ပုတ်စောစောအတိုင်းပဲခါတိုင်းလိုပဲအဲ့နှစ်ပုတ်ကိုပြန်ဖြည့်ရေးဖြည့်ပြီးတော့ comment မှာမှတ်ထားလိုက်ပါเนาะသဘောရိုးအဲ့မို့ဒီအဲ့ဒီတစ်ခုတည်းနဲ့မို့အကုန်လုံးဒီဥစ္စာမှာသဘောရိုးဆိုတဲ့ကိစ္စရပါရမယ်သဘောရိုးဆိုတဲ့ကိစ္စမှာပါလို့တော့မရအောင်เนาะသဘောရိုးဆောင်ရွက်မှုပေါ့เนาะအဲ့သဘောရိုးလေးနဲ့ဖမ်းတတ်တယ်ပေါ့เนาะအဲ့ဒါမေးခွန်းမှာတော့ဆရာတို့တော့ကတော့ပု္ပ္ပစာပဲဖြေတယ်ဒီဟာလေးတော့မချက်တော့ပု္ပ္ပစာပဲဖြေလိုက်တော့တယ်ပု္ပ္ပစာကိုနောက်ကနေပုံမှန်ပဲဖြေလိုက်တော့တာပေါ့เนาะနောက်ကနေ because of ဆိုစက်ပြီးတော့ပုံမှန်ပဲဖြေလိုက်တော့တယ်ဟုတ်ပြီ81ကဆရာနည်းနည်းဖြတ်ချပေးဦးမယ်81က81ကတိုင်းကြမင်းတို့ရှိမှာ81ကတိုင်းကြရှိမယ်ဟုတ်ပြီเนาะအဲ့ဒါဆိုအဲ့နှစ်ပုတ်ကျတော့အချိန်နဲ့ညနေနေเนาะ12နာရီခွဲဖြစ်နေဆရာရဲ့စီရင်ချက်နှစ်ခုရိုက်ဆရာရှိသေးတယ်အဓိကတော့အဲ့ဒီဟာတွေကမင်းဘလို့လဲအတိတ်ပဲသိဖို့ပဲအရေးကြီးတယ်အတိတ်ပဲဆိုတာဗာလဲဟိုဥပမာလေးရဲ့အတိတ်ပဲလေးသိဖို့အရေးကြီးတယ်မိကုံမေးတာပု္ပ္ပစာဆင်ထားတာဆိုတော့အဲ့တော့ဒီပု္ပ္ပစာလေးကဘာနဲ့သွားတက်ရောက်မလဲဆိုတာစောင်းမွဲခန်းနဲ့ကြာရင်မင်းခုသာဒီခုစိုင်အုပ်ကြီးရှေ့ချပြီးသား86 89 88တရားမရောတာဗောနော်အဲ့လိုမရောပေမဲ့ဗောနော်အဲ့လိုမရောပေမဲ့ဟိုမှာကြလို့ရှိရင် तू ကနည်းရောသွားနိုင်တယ်အဲ့လိုရောသွားလို့ရှိရင် तू ကဒါကဘယ်ပုံမှန်လဲဆိုတော့စဉ်းစားဖို့ရအတွက်နည်းနည်းလေးရောနိုင်တယ်အဲ့တော့ဒီဥပမာလေးသိမှဖြစ်မယ်ဗောနော်အဲ good pain ဗောအဲ good pain ကgood pain ကကြတော့အရေးကြီးတယ် good pain ကိုဖျောက်ပြီးတော့တစ်နှစ်ဖမ်းထားဖို့လာရှိရယ်နော် good pain မပါဘဲနဲ့အကုန်လုံးကတော့ဒီထဲကအတိုင်းအတူတူပဲဒါ good pain မပါဘဲနဲ့တို့စိတ်ကိုနည်းနည်းဟိုနည်းနည်းလေးဇဝေဇဝါဖြစ်သွားအောင်လုပ်လိုက်တဲ့ကိစ္စပါနော် good pain မပါဘဲနဲ့ပေါ့ဟုတ်ပြီအဲ့ဆိုရင်ဆရာဒီနေ့ကတတိကံဥတွေကနှစ်ပုတ်ပေါ့နော်တတိကံဥတွေနှစ်ပုတ်ပါမယ်ပြီးရင်ရာဇသက်ကြီးကဒီဥစ္စာရဲ့တတိကံဥတွေနှစ်ပုတ်ရဲ့ဆို3ပုတ်ပေါ့နော်3ပုတ်ဟုတ်ပြီစနေတနင်္ဂနွေနေ့ကြာရင်တော့အဲ့ဒီလာတင်တဲ့ဟာတွေကိုတနေ့ကုန်နီးပါးလောက်တင်မယ်ဆိုတော့အဲ့နေ့ကျရင်တနေ့ကုန်လုံးနီးပါးလောက်တင်သမျှဟာတွေအကုန်လုံးလိုက်လွှင့်ပေးထားလိုက်မယ်အဲ့ဆိုရင်တော့အပုတ်ကြီးများဖြစ်သွားမှာပေါ့နော်ကဲဟုတ်ပြီရပြီစောင်းဝဲကြရင်ရေးချင်တာရေးခဲ့လိုက်နော်ဖြည့်ချင်တာဖြည့်ခဲ့လိုက်ဟုတ်ပြီလားဖြည့်ချင်တာဖြည့်ခဲ့လိုက်ပါဘာမှမဖြစ်ပါဘူးအောင်ပါတယ်နိုင်ငံခြားကိုသွားပြီးတော့အမှုလိုက်ဖို့တောင်မှရှင်းနေမရှိတဲ့နိုင်ငံတော်တယ်နဲ့ကိုနိုင်ငံထဲမှာနေကိုဆိုရင်တော်နေကြတာပဲဆရာကြီးတွေကြီးပဲပြီးရင်အမှုလိုက်ဖို့ international မှာအမှုလိုက်ဖို့ကြတော့လူမရှိတော့ရှင်းနေမရှိတော့ငားတော့မယ်โอเคအားလုံးဘိုင်းမိုင်ပါเนาะဇာတ်နဲ့ညနေနဲ့နှက်သွားတိတ်တဲ့စိတ်မပါတော့တင်ရတယ်နည်းနည်းမူးပြတ်